မင်္ဂလာပါရှင် Cooking House ကအရှင်ပါကျမတို့ငငယ်လေးကအမေကမနှက်စာအဖြစ်တုတ်ကျွေးနေကြဖြစ်တဲ့စိမ်မန်းမုံဖတ်တုံးလေးကိုအမေရောက်တော့တခါလေးတုတ်ပြပေးသွားမှာပါပထမဆုံးကြော်ထားတဲ့ဒူဘူးလေးတွေကိုတေးသေးလေးလေးပါမယ်လူ9ယောက်စာစားဖို့ပြင်ဆင်ထားတဲ့မုံဖတ်တွေကိုလေမန်းထဲမှာဖြန့်ပြီးတော့လှီထားတဲ့ဒူဘူးကြော်တွေကိုပါထည့်ပါမယ်ချစ်ထားတဲ့သင်္ဘောသည်ပပလှီထားတဲ့စက်သွန်နီနဲ့နက်နက်မင်းထည့်ပါမယ်ရှင်စီစီပိုင်ပိုင်လေးစားချင်တာမို့ပဲချက်မုံများများထည့်ပါမယ်ရှင်။ချက်သွန်ဖြူချက်သွန်လေးစီချက်ထည့်ပါမယ်။ဆက်ဆက်လေးစားချင်တာမို့ငရုတ်သီးအချက်မုံလေးများများထည့်ပါရရှင်။ညံပြားရင်ညံ့ပြားလေးထည့်ပါမယ်ဒီနေရာမှာကျမတို့ကစားမထည့်ပါဘူးရှင်ကျမမေအတုပ်ရဲ့လျှို့ဝှက်ချက်ကစားမထည့်တာပါအချုံမုံကြိုက်တယ်ဆိုရင်ထည့်နိုင်ပါတယ်ရှင်အတုပ်ကိုဖြည်းဖြည်းဖွားဖွားလေးနဲ့စိတ်ရှည်လက်ရှိနေပေးပါမယ်တူဘူးချော်ဖက်နဲ့မုံဖက်တွေကြေးသွားမှဆိုလို့ပါရှင်တေချာနေဖက်ပြီးအရသာအစင်သင့်ဖြစ်တဲ့အချိန်မှာစားလို့ရပါပြီဒီတုံးလေးကကျမတို့ငငယ်လေးကအမြဲစားခဲ့တဲ့မနှက်စာဖြစ်တဲ့အတွက်ကျမအရန်ကြိုက်ပါတယ်ပုံမှန်တုတ်တရဲ့အရသာနဲ့ကွဲထွက်တာမို့လိုက်ပြီးတုတ်စားကြည့်ကြပါဦးနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Cooking House ကို Like and Subscribe လုပ်ပြီးသွားကြပါအောင်ရှင်